ပါမောက်လုံးလေးကဝဲသူတွေသူ့ကိုညှက်နေလာယူတိုင်းသူ့ရဲ့မျက်နှာကိုဒီမျိုးစုံနဲ့ရှုံးမဲပြပြီးရုပ်ဆိုးအောင်လုပ်ပြတတ်ပါတယ်အစပိုင်းမှာတော့ပါမောက်လုံးလေးတွေဟာမိဖို့တွေကနေထွက်လာတဲ့အခါဝဲသူတွေရဲ့ရွေးချယ်မှုကိုခံကျင်ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဝဲသူတယောက်ကပါမောက်တုံးကိုညှက်ယူပြီးကိုက်စားလိုက်တာကိုမြင်တဲ့အခါမှာတော့သူဟာအရန်ကိုထိတ်လန့်သွားခဲ့ပါတယ်ရွေးချယ်ခံရတာဟာအစားခံရဖို့ပဲဆိုတာကိုသူသိသွားခဲ့ပါတော့တယ်ဒါကြောင့်သူကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်အဲ့ဒါကတော့အစားမခံရအောင်လို့ဝဲသူတွေသူ့ကိုညှက်နေလာယူတိုင်းသူ့ရဲ့မျက်နှာကိုနီးမျိုးစုံနဲ့ရှုံးမဲပြပြီးရုပ်ဆိုးအောင်လုပ်ပြတတ်ပါတယ်ဒါကြောင့်လေညနေခင်းဆိုင်ပိတ်တဲ့အချိန်မှာသူတလုံးမဲကြက်နေခဲ့ပါတော့တယ်မဟုတ်သမားလာကြည့်တဲ့အခါမှာတော့မုတ်လေးတလုံးမဲကြက်နေခဲ့တာကိုတွေ့ပြီးအရန်ကိုထူးဆန်းသွားခဲ့ပါတယ်အဲ့ဒါကြောင့်ဘာလို့ဒီမုတ်လေးတလုံးမဲကြက်နေခဲ့လဲဆိုတာကိုသိချင်တာကြောင့်မဟုတ်သမားကသူ့ရဲ့အရသာကိုဆမ်းပြီးစားဖို့လုပ်လိုက်ပါတယ်မဟုတ်သမားကတလုံးနဲ့ကြက်နေခဲ့ပါမုတ်လေးကိုယူပြီးပါဇက်ထဲထဲဖို့ပြင်လိုက်တဲ့အချိန်မှာမုတ်လေးဟာအရန်ကိုကြောက်နေခဲ့ပါတယ်မဟုတ်သမားကသူ့ကိုစားပြီးကျင်းနဲ့သွားတဲ့မျက်နှာကိုပါမုတ်လေးကမြင်လိုက်တဲ့အခါမှာတော့ပါမုတ်လေးကတခုခုကိုတေချာနားလဲသွားခဲ့ပါတယ်အခုဆိုရင်ပါမုတ်လေးဟာတောင်ပန်လေးတွေပေါင်းနေပြီးစားသုံးသူတူဦးကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာကတကယ်ပျော်ရွှင်မှုအစစ်အမှန်ပဲဆိုတာကိုသူဟာနားလဲသွားခဲ့ပါတော့တယ်ပြီးတော့ပါပြီ